တချိန်ကလောက်ကင်မျိုးကိုထိန်းချုပ်ခဲ့ကြတဲ့ကိုကန်တသေးကြီးမြီလျှောက်ချန်ရဲ့သားမြီကောဖြစ်နဲ့မြီဖြစ်သူညီချင်းချင်းအပါဝင်လူ12ဦးကိုတရုတ်ကတေတံချမှတ်လိုက်ပြီလို့2026ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။လောက်ကင်မျိုးအသိမ်းမခံရခင်စစ်ကောင်စီကဖမ်းဆီးပြီးလွှဲပြောင်းပေးခဲ့တဲ့မြီမိသားစုဝင်တွေကိုတရုတ်ကငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမှာပါဝင်မှုတရုတ်နိုင်ငံသား14ဦးကိုတပ်ဖြတ်မှုမတရားဖမ်းဆီးမှုတွေနဲ့တေတံချမှတ်လိုက်တာဖြစ်ပါတယ်။ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်ကြံ့ခိုင်ရေးပါတီရဲ့ကိုကန့်ဒေသလွှတ်တော်အမတ်လည်းဖြစ်ခဲ့တဲ့မြီလျှောက်ချန်ဟာစစ်ကောင်စီကဖမ်းဆီးနေစဉ်မှာပဲကိုတက်တေသွားခဲ့တာဖြစ်ပြီးတားနဲ့မြီးကတော့အဖမ်းခံလိုက်ရပါတယ်။တရုတ်မြန်မာနယ်စပ်ဒေသဖြစ်တဲ့လောက်ကင်ဒေသကိုတချိန်ကစစ်ကောင်စီလက်အောက်ခံဖြစ်တဲ့မိသားစု၄စုဟာကြီးစိုးခဲ့ကငွေကြေးလိမ်လည်မှုလောင်းကစားလုပ်ငန်းတွေတရုတ်နိုင်ငံသားတွေကိုတပ်ဖြတ်မှုတွေကျူးလွန်ခဲ့ကြတာပါ။ရလက်အရာတရုတ်ကပြင်းပြင်းထန်ထန်ဖြိုခွင်းမှုတွေလုပ်ခဲ့တာကြောင့်မိသားစု၄စုဟာအဖြုတ်ချခံလိုက်ရတယ်လို့စစ်ကောင်စီကိုတိုင်ကဖမ်းဆီးပြီးတရုတ်ကိုပေးပို့ခဲ့တာကြောင့်အားလုံးကိုတရုတ်ကတရားစီရင်ခဲ့တာပါမြီလျှောက်ချမ်းရဲ့သားဖြစ်သူမြီကော့ဖြန်မြီဖြစ်သူမြီကျင်းကျင်းဝေကော့ချန်ဝူဟူးမင်ဝူစိန်လွန်ဖို့ရင်ပင်အပါဝင်လူပေါင်း12ဦးတို့ကိုတေတံချမှတ်လိုက်တာလို့တရုတ်မီဒီယာတွေကဖော်ပြလာကြတာဖြစ်ပါတယ်